ကိုမများအားလုံးပဲမင်္ဂလာပါဗျာမနေ့ကတနင်္လာနေ့25ရက်နေ့ကျွန်တော်တင်ပေးထားတဲ့ဗီဒီယိုဖိုင်လေးကိုမများအနေနဲ့အားလုံးပဲမနေ့ညရကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုနှစ်သက်တယ်ယုံကြည်စိတ်ချစွာနဲ့ကျွန်တော်တို့ထိုးစီခြင်းတယ်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကဏ္ဍအများကြီးကျွန်တော်တင်မပေးဘူးကျွန်တော်အနည်းဆုံး3-4ခွက်ပဲကျွန်တော်တင်ပေးတယ်ဒီနေ့26ရက်5လ2026အင်္ဂါနေ့မနေ့ညကို6ခွန်ပါဗရိတ်နဲ့ထိုးမယ်ခွန်9နဲ့3-4ကိုမိန်းတင်ထိုးမယ်60နဲ့6ကို4ကိုရန်ကစားပါကျွန်တော်ရဲ့ဒီအခုတင်နေတဲ့ဗီဒီယိုဖိုင်လေးတွေကိုနှစ်သက်တယ်ကျွန်တော်တင်ပေးထားတဲ့ကဏ္ဍတွေနဲ့ပတ်သက်ပြီးတော့ယုံကြည်စိတ်ချတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေမှာလက်မလေးတွေနှိပ် subscribe လေးတွေပေးမယ်နော်အကူမများအားလုံးနေနဲ့ကဲအားလုံးကိုကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်ရင်းနဲ့ကျွန်တော်အားလုံးကိုနှုတ်ဆက်တယ်ကဲအားလုံးပဲဘိုင်း